မင်္ဂလာပါပိတ်သက်ကြီးရေဖဖော်စပီယာ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ် နာကျင်စရာကောင်းတဲ့အာကျင်တိုင်းသားလေးရဲ့ဖြစ်ရဲ့ဇက်သိန်းကအဟောင်းတိုင်းပဲဆိုပေမဲ့ဇက်ညွန်းကတော့တက်ပါတယ်အတလက်တီကိုဟာချားနာတဲ့နောက်ထပ်နာကျင်စရာဖြစ်ရဲ့နဲ့အတူမြို့ခံပြိုင်ဘက်ကိုအရှုံးပေးခဲ့ရပြန်တယ်ဒီရမထွန်းတဲ့တွေ့သည်မြချန်ပီယံလိပွဲစဉ်တွေတိုင်းမှာအတလက်တီကိုဟာတသက်မတဲတည်ငြိမ်တဲ့ခြေသွမ်းမျိုးနဲ့ဒုက္ခပေးနိုင်ခဲ့တာကြီးပဲချန်ပီယံလိဖိုင်နယ်နှစ်ကြိမ်စလုံးမှာနိုင်ရလူနေပါဖြစ်ခဲ့တယ်2014မှာနာကျင်ချိန်ကိုရောက်မှခြေပေါက်ကိုပေးလိုက်ရပြီး2019မှာခရစ်စမန်ဟာပွဲချိန်အတွင်းပင်နယ်တီကိုလွဲခဲ့တယ်။ဥရောပအဆင့်မှာရှင်ပြိုင်ရတဲ့၅ချိန်မှာ၅ချိန်စလုံးရီယယ်မက်ဒရစ်ကိုနောက်တစ်ဆင့်တက်ခွင့်ပေးခဲ့ရတယ်။ဒီတစ်ချိန်မှာလည်းအလားတူစသိမ်းမျိုးကိုသာထပ်မြင်ခဲ့ရပေမဲ့အတလက်တီကိုအတွက်ဒီတစ်ခေါက်ကငကျင်စရာအကောင်းဆုံးလို့တောင်ဆိုနိုင်ပါလိမ့်မယ်။ပထမကြော့ရလက်ကိုပြောင်းပြန်နိုင်ခဲ့ပေမဲ့ပင်နယ်တီဆုံးဖြတ်ရောက်မှကွင်းနဲ့ဒိုင်ရဲ့ပြင်းထန်တဲ့ဆုံးဖြတ်ချက်နဲ့အတူစီမီနီဝိုင်းတော်သားတွေဟာသူတို့ရဲ့အိမ်မက်ကိုဆွန့်လွတ်ခဲ့ရပါတယ်။ရီယယ်မက်ဒရစ်အတွက်အဖွင့်ပင်နယ်တီကိုအမ်ဘပေကဖွင့်လှစ်ပေးခဲ့တယ်။2019ချန်ပီယံလိဖိုင်နယ်တုန်းကပုံစံအတိုင်းပဲရီယယ်ရဲ့ပထမပင်နယ်တီလေးလုံးစလုံးအော့ဖလက်ရဲ့ဘယ်ဘက်တောင်ကိုကန်သွင်းဖို့ရည်ရွယ်ခဲ့ကြပုံရတယ်။အမ်ဘပေ၊ဘယ်လင်ဂမ်၊ဘယ်ဘာလီ၊ဘတ်စကွတ်တို့ကဘယ်ဘက်တောင်ကိုကန်ခဲ့ကြတယ်။အမ်ဘပေပြီးတော့အတလက်တီကိုကဆိုလောကသွင်းတယ်။ဘယ်လင်ဂမ်သွင်းတယ်။ဂျူလီယန်အယ်ဗာရက်ရဲ့အလှည့်ကိုရောက်လာတယ်။ပထမကြော့တုန်းကလှပတဲ့ခြေပါကိုတကိုသွင်းယူပေးခဲ့တဲ့အယ်ဗာရက်ရဲ့ကန်ချက်ဟာဂိုးပိုက်အမိုးကိုထိပြီးဝင်သွားတယ်။ဂိုးဝင်သွားခဲ့ပေမဲ့အယ်ဗာရက်ကဟန်ချက်ပြတ်ပြီးချော်လဲသွားတာကိုမြင်ခဲ့ရတယ်။ဒီမှာအယ်ဗာရက်ဟာဘောလုံးကိုခြေထောက်နှစ်ဖက်စလုံးနဲ့ထိခဲ့တယ်ဆိုတာကိုအမ်ဘာပေ၊ပေါ်တွိုက်တို့ကသတိထားမိခဲ့ကြတယ်။နည်းနည်းအလှမ်းဝေးတဲ့နည်းပြအဖွဲ့ဝင်တွေနဲ့ပရိသတ်အချို့ကသိတောင်မသိလိုက်ဘူး။အေရှန်ပရိသတ်တွေအောင်ပွဲခံနေကြတယ်။ဘယ်ဘာလီထွက်လာတယ်။ကန်ဖို့ဘောလုံးတိုင်နေချိန်မှာကွင်းလယ်တိုင်ကခဏစောင့်ဖို့ပြောတယ်။ရီယယ်ကစားသမားတွေကလက်နှစ်ချောင်းထောင်ပြီးအယ်ဗာရက်ထိခဲ့တယ်လို့ပြောတယ်။အယ်ဗာရက်ကိုကြည့်တော့လဲလေးလေးပင်ပင်ဂိုးပေမဲ့အောင်ပွဲခံမသွားဘူး။သူချော်ခဲ့တာကိုအာရုံနောက်ခဲ့တာနေမယ်။2022ကွာဖလာဖိုင်နယ်ကိုကင်တွယ်ခဲ့တဲ့ပိုလန်ကွင်းလယ်တိုင်က VAR တင်းနဲ့ကင်တွယ်နေတယ်။အချိန်အများကြီးယူစရာမလိုလိုက်ဘူး။ကွင်းလယ်တိုင်ကဒဘယ်တက်နှစ်ချက်ထိသွားခဲ့တာကြောင့်ဂိုးကိုပယ်ဖျက်ကြောင်းအတည်ပြုလိုက်တယ်။အန်တလက်တီကိုကစားသမားတွေကစော်တကားတက်ဖို့မကြိုးစားတော့ဘဲငေးနိုင်သွားခဲ့တယ်။ဘယ်ဘာလီထက်ကန်တယ်ဂိုးတယ်။ကော်ရီယာလည်းဂိုးဝင်ခဲ့တယ်3ဂိုး2ဂိုးပင်နယ်တီရှော့အောက်တွေမှာတွေ့တတ်တဲ့ဘတ်စကွတ်ရဲ့ကန်ချက်ကထူးထူးခြားခြားအားနည်းခဲ့ပြီးအော်ဘလက်ကကာဝယ်လိုက်နိုင်ခဲ့တာကြောင့်အတလက်တီကိုရဲ့မျှော်လင့်ချက်ပြန်လည်အသက်ဝင်လာခဲ့ပေမဲ့လော်ရန်တေးရဲ့ကန်ချက်ဘားနဲ့ထိထက်သွားချိန်မှာသွားပြီလို့အားလုံးကသိလိုက်ရတယ်။ရိုဒီကာကမက်ဆီနဲ့တွေ့ခဲ့စဉ်ကလိုပဲဝင်းနစ်ပင်နယ်တီကိုအဆုံးသတ်ပြီးလင်းဖော်ရည်နဲ့အတူအောင်ပွဲခံသွားခဲ့တယ်။အတလက်တီကိုပြည်သက်တွေအတွက်နောက်ထပ်ခံပြင်းစရာရှုံးနိမ့်မှုတစ်ခုပါပဲ။စီမနီကတနင်္လာရှင်းလင်းပွဲအပြီးမှာအယ်ဗာရက်နှစ်ချက်ထိခဲ့တာကိုမြင်လိုက်တဲ့သူလက်ထောင်လိုက်လို့ပောက်ကွဲနေတယ်။သူတို့ခံစားချက်တွေဟာမှားမနေခဲ့ဘူး။ဘာကြောင့်ပယ်ဖျက်ခံရလဲဆိုတဲ့အကြောင်းပြချက်ကိုသိနိုင်ပေမဲ့ဒီဆုံးဖြတ်ချက်အတွက်ရှင်းလင်းပြတ်သားတဲ့ကင်မရာအန်ဂယ်ဖိုးစတိတ်ကိုရုပ်သံမှာမထုတ်လွှင့်နိုင်ခဲ့တာကမတရားဘူးလို့ခံစားရစေမှာမတည်ကြပါပဲ။အယ်ဗာရက်နှစ်ချက်ထိခဲ့တဲ့ဆိုတဲ့တိကျတဲ့သက်သေမရှိခဲ့ပါဘူး။နောက်ထပ်နိုင်ပိုင်းမှာထွက်ပေါ်လာခဲ့တဲ့ဖိုးစတိတ်တွေအရဒါကိုလက်ခံလိုက်ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာတောင်းမှငင်းမှန်ဆိုရင်ဆက်ငင်းလို့ရနေသေးတယ်။ကမ္ဘာဖလားလုံးကလိုဘောလုံးနဲ့ထိချက်ကိုတက်သေးပြနိုင်မဲ့ chess မျိုး UEFA ချန်ပီယံလိရဲ့ match ball တွေမှာသုံးခဲ့တာမဟုတ်ဘူး။ VR ရဲ့ image နဲ့ video footage တချို့ပေါ်မှာမူတည်ပြီးဆုံးဖြတ်ခဲ့တာဖြစ်တယ်။အယ်ဗာရက်ရဲ့တဲချေကချော်သွားခဲ့ပြီးညာဘက်နဲ့ကန်ချိန်မှာဘောလုံးကိုဘယ်ဘက်ခြေထောက်နဲ့ထိသွားခဲ့တယ်။တိတတလမ်းကြောင်းပြောင်းသွားတာမျိုးမရှိပေမဲ့အခြေခံစည်းမျဉ်းတွေအရဒါကိုခွင့်ပြုထားသလိုပြန်ကန်ခွင့်လည်းမပေးပါဘူး။ FIFA ရဲ့တရားဝင်ဘောလုံးဥပဒေမှာပြဋ္ဌာန်းခဲ့ပြီးသားဂိုးသမားကစီးကိုမနှင်းပဲရှေ့ထွက်ကာဝယ်ခဲ့ရင်ပြန်ကန်ခိုင်းပေမဲ့ဒီလိုချင်းမျိုးမှာဒါကိုခွင့်မပြုပါဘူး။ဒီတော့အယ်ဗာရက်ရဲ့ဂိုးကပေးလိုက်ရင်တော့အငင်းပွားကြရှိမှာမဟုတ်ပေမဲ့လုံလောက်တဲ့တက်သေးပြချက်မျိုးမရှိခဲ့တာကြောင့်အားလုံးအတွက် controversial topic တစ်ခုဖြစ်သွားခဲ့ရတယ်။အန်တလက်တီကိုအတွက်ကန်တရဟာမှားတဲ့ဘက်မှာပဲအမြဲရှိနေခဲ့တယ်လို့မျိုးဒီဘက်ကို string တွေရဲ့ဒီရက်ကိုစန့်ကျင်နေရှိတဲ့အကွဲတို့ဟာအယ်ဗာရက်ရဲ့ထိချက်ကိုတတိထားမိခဲ့တာတွေ့ရတယ်။တာမန်အမှတ်ပေးပွဲတွေမှာဒီလိုအငင်းပွားကြဖြစ်ရတွေကြုံရတတ်ပေမဲ့အရေးကြီးတဲ့ချန်ပီယံလိရဲ့ခုလိုအဆင့်တွေကဒါကဖြစ်တောင်ဖြစ်ခဲ့ပါ။ဒါကြောင့်လဲအန်တလက်တီကိုမှတ်ထက်တွဲရက်တွေအတွက်ပိုနာကျင်စရာကောင်းခဲ့တယ်။ဟန်ချက်ပြောင်းဆုံးနေတဲ့ Real Madrid ရဲ့လက်ရှိအခြေအနေဟာသူတို့အတွက်လက်စားချေဖို့အနည်းဆုံးဖြစ်ခဲ့တာကိုတော့လက်ထက်ကလွတ်သွားတဲ့အစီအစဉ်အတွက်မရှိမကန်တာပေါ့။မက်ထရိုပိုလီတာနိုရဲ့ပရိသတ်တွေဟာဆုံးမသွားတဲ့အကြည့်တွေနဲ့ကွင်းထဲကိုတိတ်ပံမဲ့ငေးကြည့်နေခဲ့ကြတယ်။တိုင်ကချင်းဂျူလီအယ်ဗာရက်ကိုရာတရားဝင်ထုတ်ပြောတာမျိုးမရှိသေးပေမဲ့အသင်းဖော်ကော်ရီယာဘာလို့တို့ကလည်းငါလည်းထိသွားမလားမသိတော့ဘူးကွာလို့
ပြန်ပြောနေတဲ့ဖိုသေးတချို့ထွက်ပေါ်လာခဲ့တယ်။ကြေကွဲခံမြင့်စရာအရှုံးဟာစီမွန်နေနဲ့မက်ဒရစ်မြို့တစ်ဖက်ခြမ်းကပရိသတ်များစွာရဲ့အသေးကိုနောက်တစ်ကြိမ်အရက်ဆက်ဆက်နင်းချေသွားခဲ့ပြန်တယ်။ကနယားဟာကြည်စဲလွန်းလာတယ်။